အားလုံးပဲမင်္ဂလာပါရှင်ခိုင်ကတော့ခိုင်ပဲဖြစ်ပါတယ်အခုတကြံနေပြီဆိုတော့ခိုင်ကတကြံတချင်းလေးပေါ့နော်လုံနေပါတယ်မကြခင်ထွက်ပါတော့မယ်ရှင်တကြံတချင်းလေးရခိုင်တယောက်တည်းမဟုတ်ဘူးပေါ့နော်စုံတွဲကိုကြီးပိုင်တင်နေပေါ့နော်ထွက်မှာဒီနေ့ကိုကြီးပိုင်တက်ကသူမအားလို့ဆိုပြီးတော့ခိုင်တယောက်တည်းဒီနေ့ကအတီးနဲ့ပေါ့နော်အတီးနဲ့တချင်းအကြံလေးနဲ့ပေါ့နော်သွင်းနဲ့နောက်ရက်ကြမှာပဲကိုပိုင်တင်နဲ့တူတူပြန်ပြီးတော့ပေါ့နော်အတန်လေးသွင်းမှုလုပ်နေပါတယ်ရှင်အခုကခိုင်ဒီနေ့တနေကုန်ပေါ့နော်နေမကောင်းတဲ့ဂျားတွေရရင်ပြီးတော့အတန်အကျန်းလေးပေါ့နော်ရအောင်သွင်းထားတယ်။ဘာတချင်းလေးဖြစ်မလဲဆိုတာကဝင်ပြီးတော့မှတ်ပေးခဲ့ကြအောင်နော်။တချင်းလေးထွက်လာလို့ရှိရင်လည်းအားပေးကြပါအောင်ရှင်။အကောင်းဆုံးဖြစ်အောင်ခိုင်စူးစမ်းထားပါတယ်။အများကြီးလည်းအားထုတ်ထားပါတယ်။အပင်မဲ့လည်းအများကြီးခံထားပါတယ်ရှင်။ဒါကတော့ခိုင်တို့တွေဒါဒီနေ့ခိုင်ကိုအစအဆုံးလိုက်ကူညီပေးတယ်ကိုကြီးစော်လက်နဲ့ဒါအဖွဲသားများပဲဖြစ်ပါတယ်ရှင်။ကျေးဇူးအများကြီးတင်ပါတယ်လို့ခိုင်ရပြောချင်ပါတယ်ရှင်ဒါဟိုမှာအထဲထဲမှာတီးနေရပါတော့ကဲဒါကတော့ Pro Studio ပဲဖြစ်ပါတယ်ရှင်အားလုံးပဲတတပါ